structure design sheet တရွက်ကိုဘယ်လိုဖတ်မလဲဒီစာထဲမှာပါတဲ့ 3KSI 40KSI 3122KSI 40PSF 100 mile per hour ဒီနံပါတ်တွေကတာမန်နံပါတ်တွေမဟုတ်ပါဘူးတကယ်တော့ building ဆိုတဲ့အဆောက်အဦတစ်လုံးရဲ့ဘယ်လောက်ခံရမလဲလောက်ဆိုတဲ့ခံနိုင်အားဘယ်လောက်ရှိမလဲလေတိုက်ရင်ဘယ်လောက်ခံနိုင်ရှိရမလဲငလင်လောက်ရင်ဘယ်လောက်ခံနိုင်ရှိရမလဲဆိုတာကိုဆုံးဖြတ်ပေးတဲ့အခြေခံ data တွေပါဒီနေ့တော့ structure design report တွေကဒီစာမျက်နှာတစ်ရပ်ကို social engineer တယောက်ကဘယ်လိုဖတ်လဲဆိုတာကိုစာဆုံးရှင်းပြပါမယ်ပထမဆုံးပိုင်းကတော့ material property ဆိုတဲ့ရာဝတ္ထုတွေဆောက်လုပ်ရေးပစ္စည်းတွေရဲ့ဂုဏ်သတ္တိတွေပါဒီကမေးခွန်းကဒီအဆောက်အဦကိုဘယ်လိုပစ္စည်းတွေနဲ့ဆောက်ထားပြီးအဲ့ဒီပစ္စည်းတွေကဘယ်လောက်ခံနိုင်ရရှိလဲဆိုတာပါပထမဆုံးတွေ့ရတာ strength of concrete 3 KSI KSI ဆိုတာ kis per square inch ဖြစ်ပါတယ်ဒီနေရာမှာ concrete ရဲ့ compressive strength လို့သတ်မှတ်ထားတာဖြစ်ပြီးတော့ cylinder test အရာ 3 KSI လို့ဖော်ပြထားပါတယ်ဒီနေရာဖြင့် concrete က compression force ဆိုတဲ့ PR ကိုဘယ်လောက်ခံနိုင်ရှိလဲဆိုတာကိုဒီတန်ဖိုးကကိုးစားပြုပါတယ်ဥပမာကော်လန်တစ်တိုင်းပေါ်ကိုအပေါ်ကနေအဆောက်အဦဝင်တွေဖိချလာတဲ့အခါ concrete ရဲ့ strength ကအရေးကြီးလာပါတယ်ဒီစာမှာနောက်ထပ် Q test 3.846 KSI လို့လည်းတွေ့ရတယ်။ဘာကြောင့်ဒီတန်ဖိုးနှစ်ခုကမတူတာလဲ။ concrete strength test လုပ်တဲ့ specimen ပုံစံနဲ့ test method မတူတာကြောင့်ပါ။နားလည်အောင်ပြောရမယ်ဆိုရင်တော့ပုံသဏ္ဍာန်ကြောင့်ဖြစ်လာတဲ့ခံနိုင်ရတွေမတူတာပါ။ shape factor လို့ခေါ်ပါတယ်။ဒါကြောင့် design report တစ်ခုဖတ်တဲ့အခါ test method ကိုမကြည့်ဘဲနဲ့ number တစ်ခုလေးကိုပဲမြည်ယူသင့်ပါ။နောက်တစ်ခုကyield strength of shear reinforcement 40 KSI ဒါကတော့ concrete ထဲမှာရှိတဲ့ shear reinforcement အများအားဖြင့် starret တွေတိုင်းနေတဲ့ yield strength တွေကိုဆိုလိုပါတယ်ဥပမာဘင်းတစ်ချောင်းကိုစဉ်းစားကြည့်လိုက်ပါဘင်းမှာ bending force တင်မကပဲ shear force လည်းဖြစ်လာနိုင်ပါတယ်အဲ့ဒီ shear ကိုခံနိုင်ဖို့ reinforcement ထည့်ပြရပါတယ်ဒါကြောင့်ဒီ 40 KSI ဆိုတဲ့တန်ဖိုးကဘင်းရဲ့ shear design မှာအရန်အရေးကြီးပါတယ်နောက်တစ်ခုက Young modulus of concrete EC 3122 KSI ဒါကိုလည်းပြောရရင် concrete ကလှုပ်တင်တဲ့အခါဘယ်လောက်တောင်တင်းပြီးဘယ်လောက် deformation ဖြစ်မလဲဆိုတာ ਨੇ ဆိုင်ပါတယ် stress ဆိုတာဘယ်လောက်ထိခံနိုင်လဲဆိုတာဖြစ်ပြီး modulus of elasticity ကတော့ဝင်တင်လိုက်တဲ့အခါဘယ်လောက်ရွေ့သွားမလဲဘယ်လောက်ပုံပြတ်မလဲဆိုတဲ့ behavior အမှုချင်းဒါမှမဟုတ်ရင်တက်ရောက်မှုကိုပြောတာပါဒါကြောင့် structure design မှာ strength တစ်ခုတည်းကိုမဟုတ်ပဲ stiffness deflection ကိုပါစဉ်းစားရပါတယ်နောက်တစ်ခုက Poisson ratio 0.175 material တစ်ခုကိုတစ်ဖက်ကဖိလိုက်တဲ့အခါတခြားတစ်ဖက်မှာဘယ်လို lateral deformation ဖြစ်လာလဲဆိုတာနဲ့ဆိုင်တဲ့ parameter တစ်ခုပါဒီလို material behavior parameters တွေကို structural analysis မှာအသုံးပြုပါတယ်ပြီးတော့ building ရဲ့ steel structure steel material properties ကိုသတ်မှတ်ထားပါတယ် yield strength 36 KSI steel member က window လာတဲ့အခါ performance deformation စတင်ဖြစ်မဲ့အဆင့်ကို yield strength လို့ခေါ်ပါတယ် ultimate strength ဒါက steel ရဲ့ maximum tensile strength ကိုကိုးစားပြုတဲ့တန်ဖိုးပါအရေးကြီးတာက structure design မှာ yield strength နဲ့ ultimate strength ကိုမရောထွေးဘူးပါကဲဒီလောက်ဆိုရင် material ကဘယ်လောက်ခံနိုင်ရှိမလဲဆိုတာသိပြီအခုအဆောက်အဦပေါ်ကို LOAD လောက်ဆိုတဲ့ဝင်အားတွေဘယ်လောက်ကျမလဲဆိုတာကိုစက်ကြည့်လိုက်အောင် structure engineer တယောက်အတွက် material သိုံနဲ့မပြီးသေးပါဘူးအဆောက်အဦပေါ်ကိုဘယ်လိုဝင်တွေကျလာမလဲဆိုတာကိုလည်းသတ်မှတ်ရပါတယ်ဒီပိုင်းကိုတော့ load consideration လို့ခေါ်ပါတယ်ဝင်အားကိုစဉ်းစားဆုံးဖြတ်ရခြင်းလို့ပေါ့နော်ပထမဆုံးက gravity လောက်ပါအဓိကအားဖြင့် live load နဲ့ dead load တွေပါဝင်တယ် live floor ပေါ်မှာလူတွေ furniture တွေရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေကြောင့်ဖြစ်လာနိုင်တဲ့ load ကို live load လို့ခေါ်တယ်ဒီ design မှာ floor live load ကို 40 PSF လို့သတ်မှတ်ထားပါတယ် veranda live load ဆိုတဲ့ veranda အတွက်ဝင်ရှင်အားကတော့100 PSF ပေါင်းပါ square feet တပီပတ်လည်မှာရှိတဲ့ပေါင်ပေါ့နော် veranda နဲ့ကြမ်းခင်းရဲ့အသုံးပြုဖို့မတူတဲ့အတွက်သတ်မှတ်ထားတဲ့ live load တွေလည်းမတူနိုင်ပါဘူး roof live load roof အတွက်
20 psf လို့သတ်မှတ်ထားပါတယ် stair live load အတွက်ကတော့100 psf stair အတွက်ကလူတွေအတက်ဆင်းသုံးပြီးတဲ့အတွက် stair ကိုတည်ကြလိုက်လို့သတ်မှတ်ထားပါတယ်ဒါဆို live load ပြင်ဓာတ်လုပ်ကိုကြည့်ရပါမယ်ဓာတ်လုပ်ဆိုတာ building ဆိုတဲ့စာအုပ်ရဲ့ကိုယ်ပိုင်၄ချိန်နဲ့အများနဲ့ရှိနေမယ်၄ချိန်နဲ့ဖြစ်ပါတယ်အဲ့ဒီမှာဘာတွေပါမလဲဆိုတော့ floor ကြမ်းခင်း roof အမိုး stair လှေကား ceiling မျက်နှာကျက် roofing အမိုး floor finishing ဆိုတာကတော့topping တို့ကြွေပြားတို့ဖြစ်ပါတယ်နောက်တစ်ခုဒီတစ်ခုကတော့ရေးကြည့်ပါတယ် reinforced concrete on weight 150 pcf ဒီမှာ unit က psf မဟုတ်ပဲ pcf ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ concrete ရဲ့ unit weight ကိုဘောလုံးပေါ်မူတည်ပြီးသတ်မှတ်တာဖြစ်လို့ပါဥပမာ slab ရဲ့ thickness သိရင်ဒီ unit weight ကိုသုံးပြီး slab ရဲ့ surface weight ကိုတွက်နိုင်နောက်တစ်ခုက brick wall ပါ 4.5 inch brick wall 50 psf 9 inch brick wall 100 psf wall ထူနစားဖြစ်လာတဲ့အတွက်ဒီ design ရှိမှသတ်မှတ်ထားတဲ့ wall လို့လည်းတူလာတာကိုတွေ့ရတယ်ခုက building တစ်လုံးရဲ့အကြီးကြီးဆုံး lateral load တစ်မျိုးဖြစ်တဲ့ wind load ပါဒီ design မှာ wind speed 100 mph exposure type B လို့သတ်မှတ်ထားပါတယ် wind speed ကတော့ building ကိုလေတိုက်တဲ့အခါ wind pressure တွက်ဖို့ရည်ကြီးတဲ့ input တစ်ခုပါ exposure type ကတော့ building ပတ်ဝန်းကျင်မှာမြေပြင်အခြေအနေအဆောက်အအုံတွေတစ်ပင်တွေစတဲ့လေတိုက်မှုကိုတက်ရောက်စေတဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုကိုးစားပြုပါတယ်နောက်ဆုံးရန်ရေးကြီးတဲ့ပိုင်းကတော့ earthquake လောက်ပါဒီစာရွက်မှာ earthquake zone 3 zone factor Z 0.3 response modification factor R 8.5 လို့သတ်မှတ်ထားပါတယ် Z 0.3 ဆိုတာလွယ်ပြောရင် zone factor ဆိုတာသတ်မှတ်ထားတဲ့ seismic hazard ကိုးစားပြုတဲ့ design parameter တစ်ခုပါဒီမှာ Z 0.3 လို့သတ်မှတ်ထားပါတယ်ဒါကိုတစ်ခုတည်းကြည့်ပြီးအစာအုပ်က safe and safe စိတ်ချရတယ်စိတ်မချဘူးလို့ဆုံးဖြတ်လို့မရပါဘူးအစာအုပ်ရဲ့ mass ဒုတဲ့ period line layer တွေ soil condition ဆိုတဲ့မြေပြင်မြေသားအခြေအနေတွေ structure system ဒီ design တစ်ခုရဲ့ဖွဲ့စည်းပုံပေါ့နော်စတဲ့အခြား parameter တွေနဲ့ပေါင်းပြီး seismic design လုပ်ရပါတယ် R 8.5 ဆိုတာက structure system ရဲ့ earthquake force ကိုခံနိုင်ရှိတဲ့ behavior နဲ့ totality ကိုထည့်သွင်းစဉ်းစားတဲ့ response modification factor ဖြစ်ပါတယ်အတန်ဖိုးမြင့်လာတာနဲ့ design base ရကိုတိုက်ရိုက်နေတော့အောင်သာတွက်တာမဟုတ်ပဲ base structure system ကိုအသုံးပြုထားတယ်လေဆိုတာနဲ့ကိုက်ညီတဲ့တန်ဖိုးကိုကုတ်ရရွေးချယ်ရပါတယ်ဒါကြောင့် R 8.5 ဆိုတာမြင်ရုံနဲ့ဒီ building စောက်အုံက earthquake ကို 8.5 စာပို့ခံနိုင်တယ်လို့မဆိုလိုပါဘူးဒီတော့စာရွက်တစ်ရက်ကိုပြန်ကြည့်လိုက်ရင် material properties က building ကိုဘာနဲ့စောက်ထားပြီးအဲ့ဒီပစ္စည်းတွေကဘယ်လောက်ခံနိုင်ရှိလဲဆိုတာပြောပြပါတယ် gravity load ကအစာအုပ်ပေါ်မှာအလေးချိန်ဘယ်လောက်ကျမလဲဆိုတာကိုပြောပြပါတယ် wind load ကလေတိုက်တဲ့အခါ building ကိုဘယ်လောက်တက်ရောက်မလဲဆိုတာကို design လုပ်ဖို့ input ပေးပါတယ် earthquake load ကတော့ငလျင်ဖြစ်လာရင် building ရဲ့ lateral force ကိုဘယ်လိုတွက်ပြီး design လုပ်ရမလဲဆိုတာအတွက်အခြေခံ data ဖြစ်ပါတယ်ဒါကြောင့် structure design ဆိုတာ bin site တစ်ခု column site တစ်ခုခံမှန်းပြီးသတ်မှတ်တာမဟုတ်ပါဘူး material strength ကနေစပြီး dead load live load wind load earthquake load တိအဆင့်ဆင့်တွက်ချက်ပြီး building တစ်လုံးလုံးရဲ့ structure behavior ကိုစဉ်းစားရတာပါဒီစာမျက်နှာကတော့အဲ့ဒီ structure design process ရဲ့အစပြု data sheet တစ်ခုလို့ပြောလို့ရပါတယ်